လိုတွေးဥမာမိဘပြစ်တာနာမည်တက်ထားတဲ့ဘုဒ္ဓကိုဆိုကြပါလို့ဒါအစီဆုံးစီရမလက်တော့အဖြစ်နေရိုးနေနောက်ကစုံရည်ဆန်းရည်ဆန်းစစ်တဲ့ဝတ္ထုကောင်းတဲ့ကိုအယူဆိုင်ဖို့မနိုင်ကြည့်ပါဘူးခုကျွန်တော်ပထမဆုံးဝေးထားတဲ့ပထမဆုံးကိုအကြိုက်ဆုံးဝေးထားတဲ့ဆရာမယုံနှင်းစီခိုင်ဝတ္ထုကောင်းတဲ့ကြီးကဟုတ်တယ်ပြည့်တင်တာများပြန်ကြားရတယ်ကျွန်တော်အားလုံးသိပါတယ်ပြည့်တင်တာကကိုကငွေငိုတဲ့ခံပြန်ကြားလို့ရည်တဲ့ကပြည့်တင်ဖတ်တဲ့သဘာဝရှိပါရုပ်ထုကိုလိုချောင်းလေးပြောရမယ်ဆိုလို့ရှိရင်ချိန်ုံခဲ့သောအဖြစ်ဒီဇက်ကောင်ကဖတ်ပါစေလို့ခေါ်တဲ့ပထမနန်းစားနဲ့ရေးပါသူကဝတ္ထုစပေါ်လေးကဓမ္မတဲ့ဘယ်သူကမှကြောင်းပဲမုန်းလို့မရှိဘူးဒါပေမဲ့မတ်ထေဦးဆိုတဲ့လူတယောက်တော့ဓမ္မအမတန်မုန်းတယ်ဒီဝတ္ထုအစလေးကစာဖတ်တဲ့လူကိုရှင်းဆက်ဖတ်ချင်အောင်ဝတ္ထုလိုတက်ပညာလုံးပါတွေ့ရဝတ္ထုလိုပါတကယ်အဖြစ်တဲ့ကိုရေးကြည့်စေဘလောက်မှကန်တဲ့ဇာတန်အစိတ်မှဖြစ်စေဝတ္ထုရေးเสียရတဲ့ဝတ္ထုကြီးတော့လုပ်တဲ့တက်ပညာမပိုင်ဒါမှဝတ္ထုကောင်းလို့မဟုတ်ဘူးနိုင်ငံရစာရေးเสียရတော့ကျွန်တော်တို့မြန်မာနိုင်ငံကဝါရေးเสียရပြောတယ်ဝတ္ထုကောင်းမှာစာရေးเสียရတော့ဘယ်လိုလုပ်ရမလဲအတက်ပညာကိုလုပ်ခဲ့ရမယ်ဒါမှဝတ္ထုကစာဖတ်သူတွေနဲ့ဆွဲအဲ့တော့ဒီဝတ္ထုမှာသူကဘာကြောင့်မကင်ဘူးမနာလို့လဲမကင်ဘူးတဲ့လူတွေကရင်းကြီးပါမကင်ဘူးကအသားပြုတယ်သူကအသားပဲမကင်ဘူးကကဲသူကဝဲရရောက်ဖြစ်တယ်သူကတာမန်အစိမ့်နဲ့ရှိတယ်မကင်ဘူးကရုပ်မနဲ့ခေါ်တယ်သူကအကြီးခတ်တယ်မကင်ဘူးကသူ့ယောက်ျားရဲ့ကိုဖြစ်တယ်ကျွေးမဖြစ်တယ်သူကဒုတိယသားရဲ့ဇနီးသားအဲ့တော့ပတ်ဝန်းကျင်ကမကင်ဘူးကအပြုအမူပြောဆိုအမူအရာသိလိမ္မာတာပဲရုပ်ရည်ပကာယသံအိမ်ကိစ္စလည်းနိုင်မကင်ဘူးကိုချီးကျူးလူတယောက်ရှိတယ်ဆိုပါတော့တယောက်ကိုချီးကျူးရင်တယောက်ကအလိုလိုကြိတ်ခံလို့ဖြစ်တော့သူကမနာလို့အမျိုးသမီးတွေစိတ်ဓာတ်ကိုကျွန်တော်တို့သုံးစားနေရတယ်ပြန်ပြောတော့ပါဘူးဒီနေ့မှာမကင်ဘူးရဲ့ယောက်ျားဟာငယ်နောင်သားတယ်ရက်ွက်ထဲမှာနားဆန်းအောင်ကြားပြီးတော့သူတို့နားရောက်လာကာယကံရှင်မကင်ဘူးကဒီသူကသိတယ်ရက်ွက်ထဲမကင်ဘူးမနာလိုတဲ့ကာကြတော့မကင်ဘူးကောင်းကြောင်းကြားတယ်သူကထားတော့မကင်ဘူးအဒီပေးကိုယောက်ျားကိုဖိတ်ဖို့ဒါပေမဲ့သူစိတ်ကမနာလိုတဲ့စိတ်သိကြောက်ကြကောင်းတယ်နော်မနာလိုတဲ့စိတ်ကြောင့်ဖြစ်ချင်တာဖြစ်လေပွဲတော်လည်းပြည့်တော်လည်းဆိုတဲ့စိတ်နဲ့မပြောသူပြောနေတဲ့အတိုင်းပါပဲမကင်ဘူးယောက်ျားမိမသွားတယ်မကင်ဘူးဟာသူ့ဟွာတရားဝင်ဟွာဆွေးနွေးတောင်းပြီးချိန်မှာသင်သွားရှာတယ်ဘာလဲဘုန်းတော်ပြောအဲ့လိုနဲ့နောက်နေ့ကြာလာတဲ့အခါမှာသူ့ယောက်ျားပဲနောက်မိန်းမတစ်ယောက်နဲ့ရှုပ်နေတော့သူ့ကိုယ်တိုင်ကြည့်တာသူ့ရဲ့ကြောင့်ထိန်းတယ်ပါးကလေးရဲ့မျက်နှာကိုဖောက်ပါယောက်ျားရဲ့ကိုမျက်နှာကိုဖောက်နေတယ်ကလေးမျက်နှာကိုဖောက်နောက်ဆုံးတော့သူတို့ပြောရင်မရဘူးယောက်ျားကသူ့ကိုလုံမတူတဲ့အတွက်အိမ်ပေါ်ကပြင်ထားတယ်သူမိဘအိမ်ပြန်သွားပြီးတော့ထွေမျိုးညီကိုမောင်နှမကြားမှာမျက်နှာကလေးနဲ့ဖျဲပြီးစိတ်ဆိုလိုလေးပြီးတော့အဲ့ဒီနေပူမှာဘန်းကလေးအတွက်ကြောင်းရတဲ့ဘဝရောက်သွားတယ်သူပေါ်လိုက်တဲ့တာလည်းမောပန်းနေတဲ့ချိန်နေရာလည်းပူတဲ့ချိန်ပင်မနေတဲ့ချိန်မှာဖျဲပြီးစိတ်ဆိုလိုလေးဆိုတဲ့တာတာရတဲ့အခါဘယ်လိုမှမဖြစ်နိုင်ဘူးကဲစာရေးဆရာကသူလုပ်ပတ်လေးကိုကျွန်တော်ပြောမယ်ဒီနေ့မှာတော့ကောင်းမှတ်တိုင်းမှာဖျဲပြီးစိတ်ရောက်နေတော့ကိုယ်ပိုင်သားစင်းကဖိုးရတယ်ဖိုးရပြီးတော့မျိုးသမီးတယောက်ဆင်းလာသူကတန်းပြီးကြည့်လိုက်တဲ့နေရောင်မှာဒါမှမဟုတ်ဘူးနဲ့သူလိုက်တာသူကမနာလူခဲ့ဘူးတဲ့မတ်ကူနဲ့သူလိုက်တာတ
ဖြည်းဖြည်းသူ့နာကိုရောက်လာတော့တကယ်မှသိလို့ညီမလေးကြီးရဲ့ဒီဘဝကိုရောက်တာမမမျိုးမကြည့်ရဘူးဒီမှာရောက်မင်းအတွက်အသုံးလို့ဆိုတာသုံးဖို့အကောင်းခံထပ်ပေးတယ်ရောက်ဒီမှာမိစ္ဆာတက်ယူသွားမမလေးကိုယ်ပိုင်လုပ်ပြီးလုပ်နေတယ်မင်းတကယ်လို့တကယ်ရှိရင်မမဆိုတာကမင်းကိုမမလုပ်ကြတယ်ပေးမယ်နေစရာမရှိဘူးဆိုရင်လည်းမမဒီမှာလာနေတော့ကြည်စမ်းသူကဖတ်တာနာလို့လူစုဘုံပြီးတဲ့လူကြီးပြောက်မြစ်တာပြန်ရအဲ့ခါကြောင့်ကဘိတ်ဆုံးမှာပိုင်းရစရာလက်စွမ်းပြကျွန်တော်ပြောတဲ့စကားကြီးအပတ်ကျွန်မမတင်ပေးတဲ့အိစာတိုင်းရောက်သွားပါဒါပေမဲ့မတင်ဦးစီကဘာတစ်ခုမှပြောဘူးလို့မဟုတ်ဘူးဒီကမတင်ဦးစီသွားတော့နေရတာသူလိုရလို့ဝေကြီးထောက်ပံ့မှုလိုလို့ဒီလိုမဟုတ်ဘူးသူ့ကိုပြောလို့မဟုတ်ဘူးမမတင်ဦးဝန်ထမ်းကျွန်မရဲ့ဘဝလက်ကျန်လူပိတလူဆိုတာမေတ္တာကရုဏာမုဒိတာဥပေက္ခဒီတရား၄ပါးနဲ့ပြည့်စုံလူ့ဘဝသစ္စာဒီတရား၄ပါးနဲ့ပြည့်စုံတဲ့လူတွေပေါင်းကြည့်ရတယ်အနကံသာယာနေရောတာဒီလမ်းဘဝလက်ကျန်ကိုလူပိတကွာနေနိုင်တော့မတ်ပြေဦးစီမှာပြည်ပြင်းနေကျွန်မရဲ့တုံညရက်တန်ဖို့ရှိဖို့စူးစမ်းရဒီချိန်မှာပဲသူကပေါ်လိုက်သူ့တန်ပြန်လာရဲဒီစိတ်ကြီးဒီနဲ့ကမ္ဘာတန်ကိုပြီးလို့ဒီမှာသာ